ဒီနေ့တော့တခါတော့ကရွာတရွာကအရန်ချက်တက်တဲ့တထေးကြီးတယောက်အကြောင်းပြောပြချင်ပါတယ်ဒီတထေးကြီးနာမည်ကဦးတာတင်တဲ့တထေးကြီးမှာကန်ကောင်းလို့နာမည်ပေးထားတဲ့မြင်းတစ်ကောင်ရှိတယ်တကယ်တော့ဒီမြင်းကနာမည်သာကန်ကောင်းဆိုတာတကယ်တမ်းကျတော့တိတ်ကန်မကောင်းရှာဘူးတောထဲမှာတန်ရာတွေနဲ့လဲနေတာကိုဦးတာတင်ကတွေ့ပြီးတနာလိုကောက်မေးထားတာလीဒါပေမဲ့ဦးတာရင်ကတော့သူ့မြင်းကိုချစ်လိုက်တာမှတပည့်တွေကိုမျက်စိတောက်ထောက်ကြည့်ခိုင်းရင်းကောင်းအောင်အနာမတိခံနိုင်လောက်အောင်ကိုတီးတီးလုတ်ပေးဗျဒီလိုနဲ့တနေ့ကျတော့တပည့်တွေလစ်တုံးကန်ကောင်းလေးပျောက်သွားရောဗျာဦးတာရင်ခမပြပြတလဲနဲ့ငါသားကြီးကန်ကောင်းဘေးရောက်သွားလဲဆိုပြီးတပည့်တွေခေါ်လိုက်ရှာတော့တာပေါ့ရှာရင်နဲ့တထေးကြီးတို့အဖွဲဟာရွာသားရွာဘက်ကိုရောက်လာတယ်အဲ့ဒီရွာမှာကဝဏ္ဏတူတဗလညာနာဆိုတဲ့လူငယ်လေး၄ယောက်ရှိတယ်။သူတို့ကရွာရဲ့ညံကြီးရှင် F4 အဖွဲ့ပေါ့ဗျာ။သူတို့လမ်းလျှောက်လာရင်မြင်းချေရာတစ်ခုကိုတွေ့လို့စူးစမ်းကြည့်ရှုနေတော့တထေးကြီးတို့အဖွဲ့ရောက်ချလာပါလေတော့။ဦးသားတင်ကမော်မောနဲ့ဟေ့လူလေးတို့ဒီနားမှာငါမြင်းလိဖြတ်ထွားတာတွေ့လိုက်ကြသလားလို့မေးလိုက်တယ်။ဒီတော့ပညာရှိ၄ယောက်ကမျက်လုံးတွေကျင်းပြီး Sherlock Holmes style နဲ့မေးခွန်းပြန်ထုတ်တော့တာပေါ့။ပထမတစ်ယောက်ကနေပါဦးတထေးကြီးခမည်းမြင်းကခြေတော့တစ်ဖက်မတန်ဘူးမလားလို့မေးတော့တထေးကြီးကဟာဟုတ်တယ်ကွာနောက်တစ်ယောက်ကလေဓာရင်ဘေးကမလဲမျက်လုံးကလည်းတစ်ဖက်ကဲနေတယ်မလားလို့ထပ်မိပြန်ရောဦးသားတင်လေဟေးတဲဟုတ်ပါလားဟုတ်တယ်ကွာပေါ့တတိယလူကကြတော့နေဦးမြင်းမီအမီးရရောတိုးနေသလားဆိုတော့ဦးသားတင်ကအမလေးနတ်ပါလားကွာဟုတ်တယ်ဆိုပြီးအံ့ဩနေရပေါ့နောက်ဆုံးတစ်ယောက်ကဒါနဲ့ခမည်းမြင့်ကလေဗိုက်တွေပါတွေနာဦးနာယောဂါများဖြစ်နေသလားလို့ပိတ်မေးလိုက်တဲ့အချိန်မှာတော့ဦးတာတင်ကဟာကွက်တီပဲဟဲ့မင်းတို့ငါမြင်းချောင်းဒီလောက်တီးနေမှာတော့မြင်းပင်မှာလဲပြောကြစမ်းဆိုပြီးဝမ်းသာအားရမေးလိုက်တယ်ဒါပေမဲ့လူငယ်လေးယောက်ကပြိုင်သူဖြေလိုက်ကြတာကကျွန်တော်တို့မမြင်ဘူးဗျာတဲ့ဦးတာတင်ဒေါသထွက်သွားတာပေါ့ဘာမမြင်ဘူးဟုတ်လားငါမြင်းချောင်းအကုန်တိပြီးမမြင်ဘူးဆိုတာခိုးထားလို့ပဲနေမှာလာမြို့သားမင်းစီတွားမယ်ဆိုပြီးတရားစွဲတော်တာပါပဲမြို့သားမင်းရှေ့ရောက်တော့မြို့သားကမင်းတို့ကောင်လေးမမြင်ဘူးပဲနဲ့ဘာလို့ဒီလောက်တောင်တိနေရတာလဲလို့မေးမြန်းတော့စုံတောက်လေး၄ယောက်ကရှင်းပြကြတာမို့ဗျာအရှင်မင်းကြီးခြေရ၄ခုမှာ၃ခုပဲအားပါတယ်တစ်ခုကဖော်နှင်းထားတယ်လို့ဖြစ်နေလို့ခြေမတန်ဘူးဆိုတာသိတာပါလမ်းဘေးဝရကမြက်ခင်းမှာတစ်ဖက်တဲကမြက်တွေပဲစားသွားလို့မျက်လုံးတစ်ဖက်ကန်းနေမှန်းသိတာပါလမ်းမှာဖုံတွေထနေတာကိုမြင်းမီးနဲ့ခါထားတဲ့အရာမတွေ့လို့မီးတုံမှန်းသိရတာပါပြီးတော့မြင်းချေတုံးတွေကပုံမှန်မဟုတ်ပဲအကြီးတွေသွားထားလို့ဝမ်းမကောင်းမှန်းသိရတာပါဖေ။ဆိုပြီးရှောက်တင်လိုက်တယ်မြို့သားမင်းကြီးကဒီကလေး၄ယောက်ရဲ့ရှင်းပြချက်ကိုနားထောင်ပြီးအံ့ဩလုံးလို့ပါးတောင်မပိတ်နိုင်ဖက်သွားတယ်တဲ့မင်းတို့ညံရီကတော့ရှယ်ပဲကွာဆိုပြီးချီးကျူးတာပေါ့ဒါနဲ့ပညာရှိလူငယ်တွေကလည်းသူတို့ကြည့်ခဲ့တဲ့ခြေရာတွေအရမြင်းဘဲဘက်ကိုထွက်သွားလဲဆိုလားလမ်းညွန်ပေးလိုက်တော့တထေးကြီးဦးတာတင်လေသူတို့ညွန်ပြတဲ့ဘက်ကိုအပြေးလွာလိုက်ရှာလိုက်တာနောက်ဆုံးတော့သူ့ရဲ့အသေးကျော်ကန်ကောင်းလေးကိုပြန်ရှာတွေ့သွားပါလိမ့်တော့ဗျာမျိုးသားကြီးကတော့ဒီလိုညံကြီးရှင်တွေကိုလက်မလွတ်မခံပဲအဲ့ဒီနေ့ကစပြီးဝဏ္ဏတူတဗလညာနာဆိုရဲ့လူငယ်လေး၄ယောက်ကိုသူ့ရဲ့အထူးအတိုင်ပင်ပညာရှိအမတ်အဖြစ်ခန့်အပ်လိုက်ပါတော့တယ်ကွယ်ပုံမြင်လေးကတော့ဒါပါပဲခင်ဗျာ